တငါတဲ့နဲ့ပေါင်းရင်မင်းကိုငါဖမ်းတဲ့နီးတွေတင်ပေးကြလိမ့်မယ်မုတ်ဆိုးနဲ့ပေါင်းရင်မင်းကိုအမဲလိုက်တဲ့နီးတွေတင်ပေးကြလိမ့်မယ်လူမိုက်နဲ့ပေါင်းရင်မင်းကိုစိုးသွမ်းမှိုက်ရိုင်းလာအောင်တင်ပေးကြလိမ့်မယ်တရားသမားနဲ့ပေါင်းရင်မင်းကိုသူတော်ကောင်းဖြစ်အောင်တင်ပေးကြလိမ့်မယ်လူလိန်တွေနဲ့ပေါင်းရင်မင်းကိုလိန်ညာဟန်ဆောင်တတ်အောင်တင်ပေးကြလိမ့်မယ်တကိုးတွေနဲ့ပေါင်းရင်မင်းကိုခိုးဆိုးလှုပ်နိုင်တတ်လာအောင်တင်ပေးကြလိမ့်မယ်ဓမြတွေနဲ့ပေါင်းရင်မင်းကိုကြမ်းတမ်းတိုက်ခိုက်တတ်လာအောင်တင်ပေးကြလိမ့်မယ်လူကောင်းတွေနဲ့ပေါင်းရင်မင်းကိုလူလိမ္မာဖြစ်အောင်တင်ပေးကြလိမ့်မယ်လူယုတ်မာတွေနဲ့ပေါင်းရင်မင်းကိုကိုကျင့်တရားပြက်ပြားအောင်တင်ပေးကြလိမ့်မယ်တကယ်တော့မင်းမှာကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့အုံနောက်နဲ့နှလုံးသားရှိနေပါလေမင်းရဲ့ဘဝကိုတန်ဖိုးရှိစေချင်တာလားဒါမှမဟုတ်မင်းရဲ့ဘဝကိုတန်ဖိုးမှဲ့စေချင်တာလားမင်းကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်မင်းရဲ့ဘဝအလဲအပြောင်းတည်လဲမင်းရဲ့ပေါ်မှာပဲမူတည်တယ်ဒါကြောင့်မင်းဘဝကောင်းဖို့ဆိုးဖို့အတွက်မင်းကိုယ်တိုင်ရွေးချယ်ပါဒါဆင်နေတော့စပြီးချစ်သူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ